Hi Sky ဒီကတော့ဘသူမှတော်တော်များများမရောက်ဘူးတဲ့နေရာတစ်ခုပြပြသွားမှာပဲဖြစ်ပါတယ်ခဏဒီနေရာရဲ့မလန်ကန်လေးမှာရှိရပေါ့နော်ပြခဏဒီကိုသွားမှာမို့ငိုးချုပ်သွားရင်ပို့မိုက်ရပေါ့ဗျာငိုးချုပ်ပြီလိုက်ရင်ဆုံးတရားရှိရဲ့ဘက်ကိုရင်ဆုံးသူကတရားရှိရဲ့ဘက်မှာရှိတယ်အဲ့နေရာဘယ်သူမှမရောက်ဘူးကျွန်တော်ကြည့်ရတဲ့ထဲမှာတော်တော်များများမရောက်ဘူးကြမသိတဲ့နေရာပေါ့နော်ဒီကိုရောက်ပြီဆိုရင်လေဒီကိုရောက်ပြီဆိုလို့ရှင်ရဘလို့ဟိုဘက်ရောက်ရင်လမ်းလျှောက်မရတော့မယ်သူကကမ်းမီလမ်းမြင်ဒီနားမှာဒီဘက်နားမှာလို့ထင်ရောက်ပြီဒီနေရာလေးပေါ့တော်တော်များများဘယ်သူမှမရောက်ဘူးတဲ့နေရာတခုပေါ့ဒီမှာဘယ်သူနေရာလဲမသိဘူးကျွန်တော်ခဏရောက်တယ်ဘာကောင်မှတော့မတွေ့အဲ့မှာလောက်တာလည်းမသိကြောက်စီအရင်ဝိုင်းဘာလဲရှိရခဏစင်ကြအားမရှိပါဘူးဒီနေရာလေးပေါ့နော်ချယ်ရီပန်းမင်ဒီနေရာကိုတော်တော်များများဘယ်သူမှမရောက်ဘူးကြဘူးပေါ့ရမ်းမိုက်ပါတယ်ဒီမှာအေးစေးလာနာလို့ရတယ်ပေါ့နောက်တစ်ခုကဟုတ်ကဲ့ပါပြန်သွားမယ်ဆိုတော့ဆိုင်အောင်ပြန်သွားမယ်အခုဆိုင်အောင်ပြန်သွားမယ်ဒီဘက်မှာပေါ့ဟောဘာမှလမ်းနေပြောက်ကုန်ပြီဟဲ့အောင်ကြီးအော်လမ်းပြောက်သွားအော်ဟိုကနေရလားမသိအော်ဒီမှာဒီနေရာကိုပြန်သွားပြီနောက်ထပ်ဒါဒီမှာဆိုင်ဆိုတော့ဒီဘက်လေးကိုသွားကြည့်အောင်ဒါတော့ရဲစခန်းဘက်ကိုသွားရင်လိုင်း
ဒီရဟိုဘက်မှာလေဆိုင်ဒီဇိုင်းရှိသေးတယ်မလည်းအရန်လာရသေးတာဒီဆိုင်ထဲမှာရှိတဲ့ဒီအတွဲอ่ะလေကြောက်ဖို့ကောင်းတယ်ဒီလားကောင်မလေးရဲ့ပြက်ချင်တော့ကောင်လေးကမပြက်ပြီးဘူးပေါ့ကြောက်ဖို့ကောင်းတယ်နောက်ပြီးတော့တခြားနေရာတွေတော့ပြအောင်အခုကအဲ့ဒီရှာနေခဏလေးအဲ့ဒီရှာအော်ကြားလိုက်တယ်အဲ့ဒီကမရဘူးဖြစ်နေရဲ့ဘယ်လိုရမလဲကိုယ်ပိုင်ကြီးထည့်အောင်လဲအော်မေးနေရခဏလေး